ဒီတစ်ခါမှာတော့မေမေတို့မေးမြန်းထားတဲ့မေခွန်းလေးနဲ့ပတ်သက်ပြီးဆမကြီးနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆမကြီးခင်ဗျာယာဒီလိုက်ဖြစ်တဲ့သူ့ကွေးယောဂအတွက်ကြိုတင်ကာကွယ်နည်းလေးလည်းမျှဝေပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါဒါတော့ပေါ့နော်ဒါတော့ကျမတို့မြန်မာပြည်မှာပြောမယ်ဆိုလို့ရှိရင်တော့ယာတီအလိုက်ပေါ့ဥမာမိုးတွင်းကနေပြီးတော့မှမိုးယာတီကနေဆောင်းတွင်းအကူဆောင်းကနေပြီးတော့မှຫນွေအကူຫນွေကနေပြီးတော့မှမိုးအကူပေါ့နော်ဒီလိုအချိန်ဒီမှာတော့များသောအပြက်ကတော့တွတ်ကွေးရတော့ရှိတတ်ပါတယ်အဓိကတော့တွတ်ကွေးလဲဆရာတို့လည်းသိရတဲ့အတိုင်းပဲ influenza virus တွေပေါ့နော်ဒါလေးတွေကလည်းရှိတဲ့အတွက်ကြောင့်မလို့ကလေးလေးတွေကတော့ဖြစ်နိုင်နေဆိုရင်တော့အကယ်၍များပေါ့နော်ဒါကိုလည်းဒါရှေ့ဗီဒီယိုတွေမှာလည်းပြောထားပါတယ်ကလေးလေးတွေဆို immunity ကောင်းအောင်ဒါကတော့တစ်ဖက်တစ်လမ်းအနေနဲ့စူးစမ်းရမယ်ပေါ့နော်သူတို့ကလေးတွေကိုမမှန်ကန်အစာကျွေးတာမျိုးပေါ့နော်နောက်ပြီးတော့မှသူရဲ့ immune ကောင်းတာမျိုးတန့်ရှင်းပေါ့နော်နောက်ပြီးတော့မှ personal hygiene မျိုးလိုမျိုးဒါမျိုးတွေလည်းပြုလုပ်ပေးရမယ်အဲ့ဒီအပြင်ပေါ့နော်ကလေးလေးတွေကိုနောက် immune တက်ဖို့ရအတွက်ဆိုလို့ရှိရင်ထပ်တိုးချင်တာတော့ဥပမာအေးရေးဝဖို့ပေါ့နော်ဘာလို့လဲဆိုရှင်အခုခေတ်မှာတော့ကလေးတွေကဆော့တာလည်းများတယ်နောက်ပြီးတော့မှ screen time တွေလည်းများလာတယ်ဒါလေးတွေကိုလည်းသူ့အချိန်နဲ့သူပေါ့နော်ဒါလေးတွေကိုပြုလုပ်ပေးမယ်နောက်တစ်ခုကတော့ပြောချင်တာတော့ဗာလဲဆိုရှင်ဒီပေါ့နော်မတို့ medical ဖက်ကနေပြောမယ်ဆိုရင်တော့ဒါ vaccine ထိုးတာပေါ့နော်အခုခေတ်မှာဆိုလို့ရှိရင်တော့ဥပမာ6လကျော်သွားပြီဆိုရင် flu vaccine တွေကလည်းဘယ်သူမှဆိုထိုးလို့ရပါတယ်เนาะအဲ့တော့ထိုးလို့ရတဲ့နေရာမှာရောက်နေတယ်ဆိုလို့ရှိရင်တော့လေဒါပေါ့နော်ကာကွယ်ဖို့အတွက်ရာဆိုလို့ရှိရင် influenza virus တွေအတွက်ဆိုရင်သူ့အသက်အရွယ်နဲ့ပေါ့ဥပမာ6လကျော်ပြီဆိုထိုးလို့ရတဲ့အတွက်ကြောင့်မလို့ vaccine လေးလည်းမှန်လေးလည်းထိုးထားမယ်ဆိုရင်အကယ်၍ဖြစ်ခဲ့သည်ရှိရင်တော့မှဒါအများကြီးတော့ကာကွယ်လို့ရပါတယ်နောက်မြန်လဲမြန်ပါမယ်လို့တော့ပြောချင်ပါတယ်ဆရာဟုတ်ကဲ့ပါဆရာအစားကြီးများတဲ့ကလေးတွေအတွက်ကြတော့မိဘတွေအနေနဲ့ဘယ်လိုမျိုးပြုမှုသင့်ပါလဲဆရာမခင်ဗျဟုတ်ကဲ့အခုခေတ်မှာတော့လေဒါအစားကြီးများတယ်ဆိုတော့တော်တော်များပါတယ်เนาะဒီ picky eater တွေပေါ့เนาะအဲ့တော့ကလေးလေးတွေမှာတော့အထူးသဖြင့်ဆိုလို့ရှိရင်တော့ကလေးတွေကတစ်နှစ်ကျော်လာပြီဆိုလို့ရှိရင်အစာကြီးများတာစလာပါပြီเนาะအဲ့တော့ဥပမာမွေးတဲ့ချိန်ကနေစပြီးတော့မှတစ်နှစ်လောက်အထိကတော့မိခင်တို့လည်းတောက်တယ်နောက်ပြီးဖြည့်ဆွက်စာကျွေးရဆိုလဲကောင်းကောင်းစားတယ်ပေါ့เนาะဒါပေမဲ့တစ်နှစ်ကျော်သွားပြီဆိုတော့များသောအားဖြင့်ကလေးလေးတွေကဒီ oral reflex ပေါ့เนาะ oral reflex ကဆိုရှင်ကျသွားတယ်ပြီးတော့မှကလေးတွေကအုံနောက်ဖွင့်ဖြိုးမှုကလည်းစလာတယ်အဲ့တော့ကလေးတွေကဘာလဲဆိုရှင်ဆက်စုတာပေါ့အလွယ်ဆုံးပြောမယ်ဆိုရင်တော့သူတို့ဟိုကြည့်ချင်တယ်ဒီကြည့်ချင်တယ်ဆက်စုတယ်ပြီးအစားဆိုရှင်လုံးဝမစားချင်တော့ဘာဆဆထွေးထုတ်တာပေါ့เนาะအဲ့လိုတွေထွေးထုတ်တာအများကြီးတွေ့ရပါတယ်အဲ့လိုကလေးတွေမှာတော့မေတွေကိုပေါ့เนาะအကြံပေးချင်တာတော့နိုင်ဝက်တက်ပူမကျွေးပါနဲ့လို့เนาะအစားကျွေးတယ်ဆိုရှင်ဥပမာမနေ့7 နာရီမှာ breakfast ကျွေးတယ်7 နာရီကနေ7 နာရီခွဲထိကျွေးပြီးရက်လိုက်တော့เนาะပြီးအချိန်များပေါ့ဥပမာဆိုရှင် breakfast ကျွေးမယ်ပြီးလို့ရှိရင်ဂျားရီထဲမှာ snack လေးတွေပေါ့เนาะအဲ့ဒါလေးတွေကျွေးမယ်နေ့လယ်စာကျွေးမယ်ပြီးညနေခင်းမှာ snack တစ်ချိန်ကျွေးမယ်နောက်ညနေမှာ dinner ကျွေးမယ်နောက်ညအိတ်ခါနီးတစ်ချိန်ပေါ့เนาะအဲ့ဒီအတွက်ကမတို့ကလေးတွေကိုဆိုရှင်အနည်းဆုံး6ချိန်ပေါ့အဲ့တော့အစာကျွေးတဲ့အချိန်မှာလည်းအချိန်ကိုများနဲ့ပမာဏကိုတော့မသတ်မှတ်ဘူးပေါ့เนาะဥပမာသူကတစ်ချိန်မှာပဲပမာဏဇွန်းသေးသေးလေးနဲ့9ဇွန်းပဲစားတယ်ဆိုရင်9ဇွန်းပေါ့เนาะ6ဇွန်းပဲစားတယ်ဆိုလည်း6ဇွန်းပေါ့အဲ့တော့အဓိကကတော့ဒီလိုမျိုးကလေးတွေမှာအစာကြီးများတဲ့ကလေးတွေတော့ဖြစ်စေချင်တာကတော့အာဟာရတော့ပြည့်စေချင်တယ်ပမာဏကတော့ကိစ္စမရှိဘူးပေါ့เนาะဒါကြောင့်မလို့အဓိကဟိုဟာပေါ့ဘာကိုဦးစားပေးရမလဲဆိုလို့ရှိရင်အာဟာရဓာတ်ပြည့်ဖို့တော့ဦးစားပေးသင့်ပါတယ်ပြီးတော့မှသာနေမယ်နောက်ကနေပြီးတော့မှပမာဏလိုက်တာမျိုးပေါ့เนาะဒါမျိုးမေမေတွေကိုနားလည်ထားတယ်ဆိုလို့ရှိရင်ဒါမေမေတွေအတွက်ဆိုရှင်အများကြီးပဲစိတ်သက်သာရရတယ်လို့လည်းပြောလို့ရပါတယ်ဆရာဟုတ်ကဲ့အခုလိုဆွေးနွေးပြီးတဲ့ဆရာမကြီးကိုလည်းကျေးဇူးများတင်ရှိပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းနောက်ဗီဒီယိုများဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ